အားလုံးပဲမင်္ဂလာပါ Talk about football and Arsenal YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတပတ်ရဲ့ Game Week 6 Premier League ပွဲစဉ်6ပွဲစဉ်တွေကတော့ပြီးဆုံးသွားခဲ့ပါပြီရလက်ဆိုခဲ့တဲ့အသင်းတွေလည်းရှိသလိုရမတ်စုစုနိုင်ခဲ့တဲ့အသင်းတွေလည်းရှိပါတယ်ရလက်ဆိုခဲ့တဲ့ရမတ်ဆုံးရှုံးခဲ့တဲ့အသင်းတွေကတော့ Manchester United Chelsea Liverpool နဲ့ Spurs တို့ဖြစ်ပြီးတော့၃မှတ်အပြည့်စုစုနိုင်ခဲ့တဲ့အသင်းတွေကတော့နီးပြအာတီတာရဲ့ Arsenal အသင်းနီးပြဘက်ကော်ရာကြီးရဲ့ Manchester City အသင်းတို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပွဲစဉ်တွေအကြောင်းနဲ့ရလက်တွေကြောင့်ကျွန်တော်ပြန်ပြီးသုံးသပ်ကြည့်လိုက်အောင်ပထမဆုံးပြောချင်တာကတော့ Manchester United ပါ Manchester United ကအဝေးကွင်းမှာ Brentford အသင်းကို3-2ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့ပြီးတော့နီးပြအမ်မိုရင်ရဲ့အနာဂတ်မရေမရာဖြစ်လာပါတယ်တခါ Brentford အသင်းအတွက်တိုက်စစ်မှုတွေကိုဂိုးတွေကိုတော့တိုက်စစ်မှု Igor Diago 2 ဂိုး Jansen တို့ကတွင်းယူပေးခဲ့ပြီးတော့ Manchester United အသင်းအတွက်ခြေပကိုတော့ဒီရာဒီမှာအသေးခောက်ထားတဲ့တိုက်စစ်မှု Benjamin Sesko တွင်းယူပေးခဲ့တာပါတိုက်စစ်မှုနေတဲ့အတွက်ဆိုရင်တော့လဲဂိုးပေါက်တွေ့ခဲ့တယ်လို့ပြောလို့ရပါမယ်အသင်းရဲ့လက်ကတော့မကောင်းခဲ့ဘူးပေါ့လေနောက်တစ်သင်းနေနေရတော့ကျွန်တော်တို့နီးပြအန်ဆိုမာရက်စကာရဲ့ Chelsea အသင်းမှာအိမ်ဝင်းမှာတယောက်ထုတ်ခံခဲ့ရပါတယ်နောက်ခံလူချလိုဘတ်ဖြစ်ပါတယ် Brighton အသင်းကို3-2ဆိုတဲ့ရလနဲ့လည်းအိမ်ဝင်းမှာရှုံးနေခဲ့ပြီးတော့ Brighton အသင်းအတွက်သွင်းဂိုးတွေကိုတော့တိုက်စစ်မှု Danny Welbeck က2 ဂိုးဒီကူပါက1 ဂိုးသွင်းယူပေးခဲ့တာပါ Chelsea အသင်းအတွက်ခြေပကိုတော့ကွင်းလယ်လူ Enzo Fernandez ကပြန်လည်သွင်းယူပေးခဲ့ပါတယ်နောက်တစ်သင်းအနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့လန်ဒန်အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းမှာဘူးအသင်းကိုအိမ်ဝင်းမှာရင်ဆိုင်ခဲ့ပြီးတော့မိနစ်80နောက်ပိုင်းထိတကူကိုမရှိနဲ့ရှုံးနေခဲ့တာပါမိနစ်80နောက်ပိုင်းမိနစ်90နာကျင်ချိန်မှုပေးတဲ့အချိန်မျိုးရောက်ခါမှကွင်းလယ်လူယာအိုပယ်လင်ညာရဲ့နောက်ကျသွင်းကိုကြောင့်တရတမတ်ရခဲ့ပါတယ်တခါဒီယာဒီမှာချန်ပီယံဆုတဲ့ရေပန်းစားနေတဲ့နီးပြအာနေစလိုရဲ့လီဗာပူးအသင်းမှာလီဗာပူးအသင်းကလည်းအဝေးကွင်းမှာခရစ်စပယ်လီအသင်းကို2 ဂိုး1 ဂိုးဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပါတယ်ဒီရာဒီမှာပုံစံကောင်းတက်တိုက်ပြနေတဲ့ခရစ်စပယ်လီအသင်းကလီဗာပူးကိုတွေ့တဲ့အချိန်ထဲမှာအမြဲတမ်းလို့ဒုက္ခပေးနိုင်ခဲ့တယ်လို့ကျွန်တော်သုံးသပ်လို့ရပြီးတော့ကျွန်တော်ရာဒီအစကျွန်တော်တို့เนาะ community ရှိပွဲစဉ်မှာဆိုရင်လည်းလီဗာပူးအသင်းကိုအနိုင်ယူခဲ့တယ်အခုကျွန်တော်တို့ဒီရာဒီပွဲစဉ်6မှာဆိုရင်လည်းကျွန်တော်တို့အိမ်ဝင်းမှာလီဗာပူးအသင်းကို2 ဂိုး1 ဂိုးဆိုတဲ့ရလနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်ပွဲချိန်တွင်တကိုးစီတီကြာနေခဲ့ပေမဲ့လူစားဝင်ကမှာအန်ကက်တီယာရဲ့အချိန်ကိုနောက်ကျသွင်းမှုကြောင့်လီဗာပူးအသင်းကအဝေးဘက်မှာ2 ဂိုး1 ဂိုးဆက်ရဲလိုက်နဲ့ရှုံးနေခဲ့ရပါတယ်ဒီရှုံးပွဲကြောင့်အဆင့်2နေရာမှာရပ်တည်နေတဲ့အာဆင်နယ်အသင်းနဲ့9မှတ်အကွာကနေအခုဆိုရင်2မှတ်အကွာပဲဖြစ်လာပါပြီနောက်တစ်သင်းကတော့ပက်ဂွာဒီယိုလာရဲ့မန်ချက်စတာစီးတီးအသင်းမှာအိမ်ဝင်းမှာတန်တက်ဘန်လီကို9 ဂိုး1 ဂိုးဆိုတဲ့ရဲလိုက်နဲ့အနိုင်ရရှိခဲ့ပါတယ်ထူးထူးခြားခြားဒီဘက်မှာပြောတာရှိတာကဘန်လီအသင်းရဲ့နောက်ခံလူအက်စတာဗီကို2 ဂိုးတောင်သွင်းယူခဲ့ပါတယ်လက်ဆောင်ကို2 ဂိုးနဲ့အတူမန်စီးတီးအသင်းကတိုက်စစ်မှုဟာလန်က2 ဂိုးမာတီယက်နူနက်က1 ဂိုးဆိုတဲ့ရလနဲ့9 ဂိုး1 ဂိုးဆိုတဲ့ရလနဲ့တက်တက်ဘန်လီကိုအနိုင်ရခဲ့ပြီးတော့တဖန်နီးပြအာဒီတာရဲ့အာဆင်နယ်အသင်းကလည်းကစားရအခက်ခဲပါတယ်ဆိုတော့နျူကာဆယ်အသင်းရဲ့စိန်ကျင်းပကွင်းမှာခက်ကစားပြီးတော့2 ဂိုး1 ဂိုးဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပါတယ်နျူကာဆယ်အသင်းအတွက်တင်းကိုတော့ဒီရာဒီမှာအသစ်ခောက်ထားတဲ့တိုက်စစ်မှုဝိုထာမာရာကခေါင်းတိုက်သွင်းယူပေးခဲ့ပြီးတော့အာဆင်နယ်အသင်းအတွက်တင်းကိုတွေကိုတော့လူစားဝင်ကွင်းလက်လူမီခဲမရီနိုကဆက်စပီကော်နာမှာတဆင့်ခေါင်းတိုက်သွင်းယူခဲ့တယ်လို့အနိုင်ဂိုးကိုလည်းနာကျင်ချင်းမူရောက်တဲ့အချိန်မှာအသင်းရဲ့နောက်ခံလူဂေဘရီယယ်မာဂါဟေးကမာတင်အိုဒီဂတ်ရဲ့တောင်းကန်မိုးကနေခေါင်းတိုက်သွင်းယူပေးခဲ့တာပါဒါကတော့ကျွန်တော်တို့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်6ရဲ့အသင်းတချို့ရဲ့ရလတ်နဲ့သွင်းဂိုးတွေအကြောင်းကျွန်တော်ပြန်လည်သုံးသပ်ခဲ့တာပါတီမူကိုကြည့်မယ်ဆိုရင်တော့အဆင့်1မှာလီဗာပူးအသင်းကရပ်တည်နေပြီးတော့6ပွဲကစား5ပွဲနိုင်1ပွဲရှုံးရမှတ်15မှတ်နဲ့အဆင့်1မှာရပ်တည်နေပါတယ်အဆင့်2နေရာမှာတော့နီးပြအာဒီတာရဲ့အာဆင်နယ်အသင်းမှာ6ပွဲကစား4ပွဲနိုင်1ပွဲတည်1ပွဲရှုံးရမှတ်73မှတ်နဲ့အဆင့်2မှာရပ်တည်နေပြီးတော့ထူးထူးခြားခြားခရစ်စပယ်လီပုံစံကောင်းနေပြသနေတဲ့ခရစ်စပယ်လီအသင်းကတော့ရမှတ်12မှတ်အထိစုဆောင်းထားနိုင်ပြီးတော့အဆင့်73မှာရပ်တည်နေအဆင့်3မှာရပ်တည်နေပါတယ်။ Tottenham Hotspur အသင်းကလည်း6ပွဲကန်3ပွဲနိုင်2ပွဲတည်1ပွဲရှုံးရမှတ်17မှတ်နဲ့အဆင့်4မှာရပ်တည်နေပြီးတော့နီးပြပက်ကွာရီယိုလာရဲ့ Manchester City အသင်းက6ပွဲကန်3ပွဲနိုင်2ပွဲတည်2ပွဲရှုံး
ရမှတ်10မှတ်နဲ့အဆင့်ခွန်မှာရပ်တည်နေပါတယ်နီးပြအန်ဆိုမာရက်စကာရဲ့ချယ်ဆီအသင်းကလည်း6ပွဲကန်2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရမှတ်10မှတ်နဲ့အဆင့်10မှာရပ်တည်နေပြီးတော့နီးပြအမိုရီယန်မန်ချက်စတာယူနိုက်တက်အသင်းကတော့6ပွဲကန်2ပွဲနိုင်1ပွဲတည်3ပွဲရှုံးရမှတ်9မှတ်နဲ့အဆင့်14နေရာမှာရပ်တည်နေပါတယ်ဒါကတော့ကျွန်တော်ဒီတပတ်ရဲ့ပရီးမီးယားလိပွဲစဉ်6 game week အသင်းတချို့ရဲ့ပွဲစဉ်ရလဒ်တွေနဲ့အမပေးရရပ်တည်မှုတွေပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်